မနက်လူငိမ့်ချမ်းသာခွင့်သတင်းထွက်ပေါ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ဒီနေ့မနက်ပိုင်းတွင်လူငိမ့်ချမ်းသာခွင့်နေပြီးတော့မှစီစစ်ဆောင်ရွက်နေပြီဟုသတင်းများထွက်ပေါ်နေပါတယ်။နေပြီးတော့ရန်ကုန်နဲ့မန္တလေးတို့မှာထောင်တွေမှာနိုင်ချင်းအလုံးလွတ်မည်ဟုသတင်းများပေါက်ကြားနေပြီဟုသိရပါတယ်။ထိုသတင်းများအရအကျဉ်းသားအများပြားလွှတ်ပေးနေပြီဟုဆိုကြတော့လေတရားဝင်အတည်ပြုချက်များကိုယခုအချိန်ထိမတွေ့ရသေးပါ။သက်ဆိုင်ရာအာဏာပိုင်များဘက်မှတရားဝင်ထုတ်ပြန်ချက်မရှိသေးသောကြောင့်သတင်းမှန်ကန်မှုကိုအတည်ပြုရန်မဖြစ်မနေစောင့်ကြည့်ရန်လိုအပ်နေပါတယ်။ရခိုင်ကလည်းအထူးနှစ်ရက်များနဲ့ဆက်ဆက်၍လူငိမ့်ချမ်းသာခွင့်များပေးအပ်ခဲ့မှုသဖြင့်ယခုသတင်းသည်လည်းအတည်ဖြစ်နိုင်ကြောင်းခန့်မှန်းချက်များထွက်ပေါ်နေပါတယ်။သို့သောအတည်ပြုမရသေးသောသတင်းများကိုမျှဝေရတွင်အသုံးပြုရန်လိုအပ်ပြီးတရားဝင်ကြေညာချက်များကိုသာယုံကြည်သင့်ကြောင်းသတိပေးထားပါတယ်။နိုင်ငံရေးပြုပြင်ပြောင်းလဲရန်အတွက်နိုင်ချင်းများအလုံးလွှတ်ပေးရန်နိုင်ငံတကာကမင်းအောင်လှိုင်ကိုဖိအားပေးတောင်းဆိုနေပါတယ်။ဆက်လက်ပြီးမွန်ပြည်နယ်အစိုးရအဖွဲ့အသစ်ပေါ်ဒေသခံပြည်သူတွေမျှော်လင့်ချက်မရှိဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။စစ်တပ်နဲ့ကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်တွေအာဏာရယူထားတဲ့မွန်ပြည်နယ်အစိုးရအဖွဲ့အသစ်ပေါ်မျှော်လင့်ချက်တစုံတရာမရှိဘူးလို့ဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါတယ်။ဝန်ကြီးချုပ်နဲ့ဝန်ကြီး17ဦးပါဝင်တဲ့မွန်ပြည်နယ်အစိုးရအဖွဲ့အသစ်ဟာပြီးခဲ့တဲ့ဧပြီ10ရက်နေ့ကကျင်းပတဲ့မွန်ပြည်နယ်လွှတ်တော်မှာကျန်းသစ္စာကျိန်ဆိုပြီးတာဝန်စတင်ထမ်းဆောင်နေပြီဖြစ်ပါတယ်။မွန်ပြည်နယ်အစိုးရအဖွဲ့အသစ်ဟာတရားဥပဒေစိုးမိုးရေးတည်ငြိမ်အေးချမ်းရေးဒေသဖွံ့ဖြိုးရေးနဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အားကိုးစရာမရှိဘူးလို့ဒေသခံပြည်သူတွေကတော့ဆိုကြပါတယ်။အမည်မဖော်လို့တဲ့မွန်ပြည်နယ်ဒေသခံတပ်ဦးကမွန်ပြည်နယ်အစိုးရအဖွဲ့အသစ်ဟာပြည်သူတွေရွေးကောက်ထားတဲ့အစိုးရမဟုတ်တဲ့အတွက်လည်းအများကြီးမျှော်လင့်လို့မရဘူးလို့သတင်းဌာနကိုပြောပါတယ်။မျှော်လင့်ချက်ကြီးကြီးမားမားတော့မရှိပါဘူး။မျှော်လင့်လို့မရဘူးဆိုတာကပြည်သူ90ရာခိုင်နှုန်းတိတိကျကျပါဝင်တဲ့ရွေးကောက်ပွဲကတက်လာတဲ့အစိုးရမဟုတ်တဲ့အတွက်အများကြီးမျှော်လင့်လို့မရဘူးပေါ့နော်။သူတို့ဗဟိုချုပ်ကိုင်မှုစနစ်ကရှိနေအောင်မယ်လို့ပဲထင်တာပေါ့။အဲဒါကြောင့်အများကြီးမမျှော်လင့်ပါဘူးလို့ဆိုပါတယ်။ဒါပြင်မွန်ပြည်နယ်ကိုဦးဆောင်အုပ်ချုပ်မဲ့သူဟာစစ်တပ်ကဖြစ်တာကြောင့်မြေပြင်မှာဖြစ်ပေါ်နေတဲ့ဒေသခံပြည်သူတွေရဲ့အခက်အခဲတွေကိုဖြေရှင်းပေးနိုင်မှာမဟုတ်သလိုစစ်တပ်ရဲ့ထုံးစံအတိုင်းတသွေးတသန့်တမိတ်နဲ့သာအုပ်ချုပ်သွားနိုင်တယ်လို့သူကဆက်ပြောပါတယ်။ဝန်ကြီး17ဦးပါတဲ့မွန်ပြည်နယ်အစိုးရအဖွဲ့မှာစစ်တပ်နဲ့ကြန့်ခိုင်ရေးပါတီကဝန်ကြီး208နေရာမွန်ညီညွတ်ရေးပါတီကဝန်ကြီး2ဦးပအိုအမျိုးသားတိုးတက်ရေးပါတီဝန်ကြီး2ဦးရရှိထားပါတယ်။အဲ့ဒီတက်မတော်သားကိုယ်စားလှယ်တွေဖြစ်တဲ့ဗိုလ်မှူးချုပ်အောင်ဝင်းတန်းကမွန်ပြည်နယ်ဝန်ကြီးချုပ်ဗိုလ်မှူးကြီးကျော်စွာမြင့်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးရယူထားပါတယ်။အမည်မဖော်လို့တဲ့မွန်ပြည်နယ်ဒေသခံနောက်တအူကလည်းမွန်ပြည်နယ်ဆိုရတဲ့ဟာအရင်တုန်းကလူတွေရဲ့ကြိုးကိုင်မှုအောင်မှာပဲသွားမှာဖြစ်တဲ့အတွက်ဘာမှမျှော်လင့်လို့မရဘူးလို့သတင်းဌာနကိုပြောပါတယ်။ကျွန်တော်အနေနဲ့ဆိုရင်တော့ဘာမှမထူးဘူးလို့ထင်တာပေါ့။အရင်တိုင်းပဲသွားမှာပဲလေ။အရင်တုန်းကလူတွေရဲ့ကြိုးကိုင်မှုအောင်မှာပဲသွားမှာဆိုတော့ဘာမှတော့ထူးခြားမှုတော့မရှိပါဘူး။ဘာမှကိုမမျှော်လင့်ဘူးသူတို့ရဲ့ဒီတက်ဖက်တွေကတော့အဆင်ပြေအောင်လို့ပဲသူတို့သွားမှာပေါ့လို့ဆိုပါတယ်ရွှေကောက်ပွဲဝင်မပြိုင်ပင်တမရဖြစ်လာတဲ့စစ်ကောင်ဆောင်ခန့်အပ်ထားတဲ့မွန်ပြည်နယ်ဝန်ကြီးချုပ်တင်ဗိုလ်မှူးချုပ်အောင်ဝင်းတန်းကတော့မွန်ပြည်နယ်အတွင်းရှိပြည်သူလူထုတွေရဲ့လူမှုစီးပွားဘဝဗတ်ပေါင်းဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဧပြီ10ရက်နေ့ကကျင်းပတဲ့လွှတ်တော်အစည်းအဝေးမှာမိန့်ခွန်းပြောကြားစဉ်ပြောဆိုခဲ့တာပါ။ဒါပြင်အုပ်ချုပ်ရေးစနစ်အကောင့်ထဲဖော်ရမှာလည်းပြည်သူကိုဗဟိုပြုတဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးဖော်ဆောင်သွားမှာဖြစ်ပြီးဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးရေးတွေကိုလည်းကြိုးပမ်းသွားမယ်လို့ကတိပြုထားပါတယ်။ဆက်လက်ပြီးမွန်မာစစ်မှုထမ်းအပတ်စဉ်တစ်ကတပ်သား140ဦးသာအိမ်ပြန်နိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မွန်ပြည်နယ်မှာစစ်မှုထမ်းတပ်တန်း2နှစ်ပြည့်မြောက်သွားတဲ့ပြည်သူစစ်မှုထမ်းအပတ်စဉ်တစ်တင်နန်းစင်တပ်သားတွေထဲမှာတပ်သား140ဦးသာအိမ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်မှုထမ်းတပ်တန်း2နှစ်ပြည့်မြောက်သွားတဲ့စစ်မှုထမ်းတပ်သားတွေကိုဧပြီ17ရက်နေ့ကမော်လမြိုင်မြို့ခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်မှာဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့တာပါ။စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရစစ်မှုထမ်းတပ်သား140ဦးကိုပြည်သူ့စစ်မှုထမ်းထမ်းဆောင်ပြီးကြောင်းလက်မှတ်ပုံစံစနစ်နဲ့ပြည်သူ့စစ်မှုထမ်းတစိ့ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။သတင်းဌာနကပြုစုထားတဲ့အချက်လက်တွေအရစစ်ကော်မရှင်ဟာမွန်ပြည်နယ်မှာပြည်သူ့စစ်မှုထမ်းအပတ်စဉ်တစ်တင်တဲ့အတွက်လူငယ်900ထက်မနည်းတပ်သားစုဆောင်းခဲ့တာပါ။ဒါကြောင့်စစ်မှုထမ်းအပတ်စဉ်တစ်တင်နန်းစင်တပ်သား900မှာ140သားအိမ်ပြန်နိုင်တာကြောင့်စစ်မှုထမ်းတပ်သား360ဦးဟာတိုက်ပွဲအတွင်းတိစုံသွားတာလို့နားလည်ရပါတယ်။
မွန်ပြည်နယ်ကစစ်မှုတဲ့အပတ်စဉ်တစ်တင်နန်းစင်တပ်သားတွေဟာရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်စစ်စင်ရေးတွေအများဆုံးအပုတ်ခံရတာကြောင့်တေဆုံးမှုများပြားခဲ့တာလို့စစ်တပ် CDN အတိုင်းဝိုင်းထံကနေသိရပါတယ်။ဆက်လက်ပြီးစစ်တွေရှိရဲတပ်ရင်းများနဲ့ဓာကာစာအတွင်းကိုAAကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်တဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ရခိုင်ပြည်နယ်မြို့တော်စစ်တွေရှိစစ်ကော်မရှင်ရဲ့ရဲတပ်ရင်းနှစ်ခုနဲ့ဒေသကွက်ကဲမှုစစ်ဌာနချုပ်ဓာကာစာအတွင်းကိုအာရကတပ်တော် AAကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စစ်တွေမျိုးတွင်ရှိရဲတပ်ရင်စနစ်နဲ့ရဲတပ်ရင်36တို့အပြင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ယာယီရုံးဆိုင်ရာဓာကဆအတွင်းကိုပြီးခဲ့တဲ့ဧပြီ10ရက်နေ့တွင် AA ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဖြင့်ပောက်ကွဲမှုများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။ရဲတပ်ရင်တွေတဲ့အထိလက်နက်ကြီးကြီးတွေချရောက်ပောက်ကွဲတဲ့စစ်တပ်ဘက်ကလည်းပေါက်တော်တို့အမြင့်ကျွန်းအဆက်တို့ကိုပြန်ပစ်တဲ့ဟုစစ်တွေသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။စစ်တွေကိုစစ်ကော်မရှင်တပ်မှစစ်တိုင်းမှုကိုယ်တိုင်ဦးစီးနေသည်ဟုသတင်းများထွက်ပေါ်ပြီးနောက် AA ကမြို့တွင်ရှိစစ်ကော်မရှင်စခန်းများကိုပါချိန်ချောက်ပစ်ခတ်မှုများဇက်တိုက်ပြုလုပ်လာခြင်းဖြစ်ပြီးစစ်ကော်မရှင်ကလည်း၎င်းတို့စစ်စခန်းများရှိရာကြွီတဲကြာမတောင်းနှင့်ပါရလိပ်ဘက်မှနေပြီးပေါက်တော်ပုံနာကျွန်းနှင့်စစ်တွေမြို့အစွန်ဘက်တို့ကိုလက်နက်ကြီးများဖြင့်တံပြန်ပစ်ခတ်ခဲ့ပါတယ်